မင်္ဂလာပါကျွန်မခင်တီပါဒီဗီဒီယိုလေးကတော့အပိုင်း7ရောက်သွားပြီပေါ့နော် Doing Business in Thailand for SME ရဲ့အပိုင်း7ဒီလိုကုမ္ပဏီထောင်မယ်ဆိုလို့ရှိရင်နိုင်ငံခြားသားရင်းနှီးမြှုပ်နှံတဲ့သူတွေအနေနဲ့ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်လဲဆိုတာလေးကိုခံမှန်းပြီးတော့မှပြပြပေးသွားမှာဖြစ်ပါတယ်ထိုင်းမှာစီးပွားရေးစဖို့အတွက်ငွေဘယ်လောက်လိုလဲပေါ့နော်ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်မယ်လို့စဉ်းစားလိုက်တာနဲ့လူတိုင်းအရင်မေးလေးရှိရမေးကွာငါမှာငွေဘယ်လောက်ရှိလို့ရှိရင်လုပ်ငန်းစလုပ်လို့ရပြီလဲဆိုတော့နော်ထိုင်းဥပဒေမှာလုပ်ငန်းအများစုအတွက်ကိုအနှိမ့်ဆုံးရင်းနှီးမြှုပ်နှံမှုပမာဏအတိအကျကန့်သတ်ထားတာမျိုးမရှိပါဘူးဒါပေမဲ့လက်တွေ့မှာတော့လုပ်ငန်းအမျိုးအစားပြီးရင်ဘယ်နေရာမှာလုပ်မလဲဆိုတဲ့ဒီနေရာနဲ့လုပ်ငန်းအတွက်လိုအပ်တဲ့ဝန်ထမ်းခန့်အပ်မှုတွေပေါ်မှာမူတည်ပြီးတော့မှကုန်ကျစရိတ်တွေလည်းကွာခြားသွားနိုင်တယ်ဒီဗီဒီယိုလေးမှာတော့ SME လုပ်ငန်းရှင်တယောက်အနေနဲ့တည်ထားတဲ့ startup budget ပေါ့နော်အဲ့ဒါလေးကိုဝေမျှပြီးသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့အခြေခံကုန်ကျစရိတ်ပေါ့နော်ဘာတွေရှိမလဲပေါ့လုပ်ငန်းမှတ်ပုံတင်ဖို့လိုမယ်လုပ်ငန်းမှတ်ပုံတင်တဲ့အခါမှာကုမ္ပဏီထောင်တယ်ပေါ့နော်ကုမ္ပဏီထောင်တဲ့အခါမှာပေးရမယ်ရှင်းနေကားတို့အစိုးရကိုပေးရမယ်စီတို့အဲ့ဒါရှိမယ်ပြီးရင်ရုံးခန်းငှားကဒါမှမဟုတ်ဆိုင်ဖွင့်မယ်ဆိုဆိုင်ခန်းငှားကပေါ့နော်စပေါ်တွေပေးရမှာရှိမယ်စက်ကရိယာနဲ့သုံးဆောင်တွေပေါ့ရုံသုံးပစ္စည်းတွေပရိဘောဂတွေလုပ်ငန်းသုံးစက်ကရိယာတွေဝယ်ရမှာရှိရဲနောက်တစ်ခုကဝန်ထမ်းလာစားပေါ့လစဉ်ဝန်ထမ်းတွေကိုဘယ်လောက်ပေးသွားရမလဲဆိုတဲ့ဟာမျိုးပြီးရင်ဆိုင်ရဲ့ license နဲ့လုပ်ငန်းလက်ပတ်ငွေပေါ့အဲ့တော့လုပ်ငန်း license ကြီးတွေပြီးတော့အစောပိုင်းကာလတွေမှာလက်ပတ်ဖို့တော့မှအရန်ထားမယ်ငွေတွေပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ working capital တွေပေါ့အဲ့ဒါတွေရှိမယ်နောက်တစ်ခုကတော့လုပ်ငန်းတည်ထောင်ခြင်းနဲ့ရုံးခန်းပြင်ဆင်စရိတ်ပေါ့နော်အဲ့တော့ company မှတ်ပုံတင်ကတက်ကတော့ဘတ်9000 1000လောက်ရှိတယ်ဒါပေမဲ့ရှေ့နေငှားမယ်အကြံပေးတွေငှားမယ်ဆိုလို့ရှိရင်တော့အဲ့ဒီကတော့ဘတ်4000ကနေဘတ်9000ထိထပ်ပြီးတော့မှအကုန်ကြနိုင်တယ်ကိုလုပ်ငန်းရဲ့complexity ပေါ့ဘယ်လောက်ရှုပ်ထွေးလဲပုံမှာမူတည်ပြီးတော့မှလောက်ကုန်ကြနိုင်တယ်ဒါ SME အတွက်ပဲเนาะရုံးခန်းအတွက်ဆိုလို့ရှိရင်တော့ထိုင်းမှာများသောအားဖြင့်စပေါ်ငွေပေးလို့ရှိရဲစပေါ်က2လစာလောက်တောင်းလို့ရှိရဲတချို့3လစာတောင်းတယ်ပြီးရင်တစ်လငါးကဘတ်3000ဥမာပေါ့နော်တစ်လငါးကဘတ်3000ဆိုလို့ရှိရင်စပေါ်တင်ဖို့အတွက်ဘတ်9000လိုမယ်ဆိုတော့အားလုံးပေါင်း3,200လောက်ရှိဖို့လိုတာပေါ့ပြီးရင်ပရီဘောဂတွေကွန်ပျူတာတွေလည်းထည့်တွက်မယ်ဆိုအခြေခံရုံးခန်းတစ်ခုလောက်တော့မယ်ဆိုလို့ရှိရင်ဘတ်2သိန်းခွဲလောက်တော့အနည်းဆုံးလိုအပ်နိုင်တယ်ပြင်ဝန်ထမ်းလာစာနဲ့ဗီဇာကုန်ကျစရိတ်တွေရှိမယ်ဝန်ထမ်းလာစာတော့ယာတူပေါ်မှာမူတည်ပြီးတော့မှကွဲပြမယ်ရိုးရုံးဝန်ထမ်းဆိုလို့ရှိရင်တော့1000ခွဲနဲ့2000ခွဲကြားလောက်ဆိုလို့ရှိရင်ရိုးရုံးဝန်ထမ်းငှားလို့ရမယ်မန်နေဂျာဆိုလို့ရှိရင်တော့ဘတ်9000ကနေပြီးတော့မှ3,200လောက်ထိရှိနိုင်တယ်အလုပ်ရှင်တွေနဲ့ဝန်ထမ်းလာစာရဲ့900ခိုင်နှုန်းကိုလူမှုဖူလုံရေးအတွက်ကိုလည်းကိုကထည့်ပေးရမှာဆိုတော့အဲ့ရအောင်လည်းထည့်ပြီးတော့မှတော့ဖို့မမေ့ပါနဲ့နိုင်ငံသားလုပ်ငန်းရှင်တွေအနေနဲ့ဆိုလို့ရှိရင်တော့ visa နဲ့ work permit ကုန်ကျစရိတ်ကတယောက်ကိုစီမှာထိုင်းဝန်ထမ်းကလည်းရှိနေပြီဆိုလို့ရှိရင်တော့စာရွက်စာတမ်းပြင်ဆင်တာပါညာနဲ့အကြံရှိနေနဲ့အလုပ်လုပ်ရတဲ့အခါမှာကုန်ကျစရိတ်ကတူကိုဘတ်3000ကနေဘတ်6000လောက်ကုန်ကျစရိတ်ရှိတယ်ဒီထဲမှာ non B ပါမယ်ပြင် work permit ပါမယ်ပြင်ရှိနေအကြံပေးကပေါ့နော်ညံပူဇော်ကပါမယ်ဆိုတော့အဲ့ဒီဥစ္စာကဘတ်3000ကနေဘတ်6000ထိရှိနိုင်တယ်နောက်တစ်ခုကတော့လုပ်ငန်းအမျိုးအစားလိုက်ပေါ့နော်ဘတ်ဂျက်လေးတွေဆိုပြီးတော့မှအမှန်ထားဖို့လိုပဲပေါ့မှာကိုကဘာလုပ်ငန်းလုပ်မှာလဲ consulting လုပ်မှာလားrestaurant လုပ်မှာလားပေါ့အဲ့ဒါမျိုးတကယ်လို့ကိုက consulting လုပ်ငန်းလုပ်မယ်ပေါ့နော်အကြံပေးလုပ်ငန်းလုပ်မယ်ဆိုလို့ရှင်တော့သူကတော့အရင်းနှီးနေတဲ့ service ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှထူဝယ်စရာပြုစရာမလိုဘူးပေါ့နော်အဲ့ဒီခါကျတော့အရင်းနှီးနေတဲ့ကြောင့်မလို့သူကဘတ်3သိန်းကျော်လောက်နဲ့စလို့ရတယ်လစဉ် level စိတ်ကလည်းဘတ်1သိန်းခွဲဝန်းကျင်လောက်လုပ်မယ်ပေါ့နောက်တစ်ခုကတော့ဗမာတွေအလုပ်များတာစားတောက်ဆိုင်ပေါ့စားတောက်ဆိုင်ကတော့အရင်နှီးဖို့များတယ်ဆိုင်စောငှားကအပြင်ငှားကစပေါ်အပြင်မှာဆိုင်ပြင်တဲ့စိတ်တွေရှိမယ်မိဖို့ကြောင့်သုံးပစ္စည်းတွေဝယ်ရမယ်ပြီးရင်စားတောက်ဆိုင်လိုင်စင်ရှိမယ်စားတောက်ဆိုင်လိုင်စင်တွေမဟုတ်ဘဲနဲ့ကိုကအရက်ပီရပါရောက်မယ်ဆိုရှင်အယ်ကိုဟောလိုင်စင်နဲ့ထပ်လျှောက်ဖို့လိုမှာပေါ့နော်အဲ့ဒီအတွက်ဆိုလို့ရှင်တော့စားတောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့အတွက်ဆိုလို့ရှင်တော့ဘတ်တန်းဘတ်ကနေပြဘတ်3တန်းလောက်ထိကုန်နိုင်တယ်ဒါ SME level ပေါ့နော်လစဉ်လည်းပတ်စရိတ်အနေနဲ့ကလည်းဘတ်3သိန်းဝန်းကျင်လောက်ရှိနိုင်တယ်ဒါကကိုကကြိုပြီးတော့မှမှန်ထားမယ်ဟာအဲ့တော့အကြံပြုချင်တာကတော့လုပ်ငန်းဆက်စချင်းမှာဝင်ငွေမရှိသေးဘူးဆိုရင်တော့မှအနည်းဆုံး3လကနေပြီးမှ6လလောက်လဲပတ်နိုင်တဲ့ working capital ကိုအရန်သင့်ထားတာတော့ပို့ပြီးတော့မှကောင်းတယ်6လစာလောက်တော့အနည်းဆုံးထားနိုင်ကောင်းတာပေါ့နော်
အဲ့တော့ဒီအနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ထိုင်းမှာစီးပွားရေးစားလုပ်ဖို့ဆိုလို့ရှိရင်ကိုလုံးမဲ့လုပ်ငန်းမှာမူတည်ပြီးတော့မှဘတ်9သိန်းကနေပြီးတော့ဘတ်4သန်းလောက်ထိရှိဖို့လိုတယ်ကိုကထိုင်းလူမျိုးလည်းမဖြစ်တဲ့အတွက်ကြောင့်မလို့သူကိုယ့်ရဲ့ကုန်ကြစိတ်တွေပို့ပြီးများပါထိုင်းလူမျိုးကတော့မြန်တယ်လို့လုပ်ရတဲ့ဥစ္စာကိုကနိုင်ငံသားဖြစ်နေတဲ့အတွက်ကိုမှကုန်ကြစိတ်တွေပို့များတယ်ခက်ခဲတယ်အဲ့တော့တည်ကြတဲ့စီးပွားရေးလုပ်ငန်းအစီအစဉ်ပေါ့နော် business plan လေးကြိုပြီးဆွဲထားတာကောင်းတယ်အဲ့ဒီခါမှာငွေမကျတ်တော့ဘူးပေါ့နော်ဘယ်ချိန်မှာဘယ်လောက်ကုန်လဲဆိုတာသိပြီးမှအဲ့တော့ကိုငွေကြိုပြီးမှပြင်ထားလို့ရမယ်အဲ့တော့ SME စလုပ်မယ်ဆိုလို့ရှိရင်ဘယ်လောက်ကုန်ကြနိုင်လဲဆိုတဲ့ဥစ္စာလည်းသိပြီပေါ့နော်အဲ့တော့နောက်အပိုင်းမှာတော့ဒီနိုင်ငံသားလုပ်ငန်းရှင်တွေထိုင်းမှာဘယ်လိုလုပ်မျိုးတွေလာလုပ်တယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒါလေးတွေကိုပြန်ပြီးတော့မှ sharing လုပ်သွားပါမယ်ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်